ကိုညာကတော့ beauty industry ကိုစပြီးချိန်ချတယ်အခု fashion ပါအလုပ်စီးပွားရေးတစ်ခုအနေနဲ့ဖြစ်လာတယ်တရုပ်ဆောင်လည်းလုပ်ချင်တယ်ဆိုတော့အရင်လိုအပ်ချက်အရင်တော့လုပ်ချင်တာအရင်များနေခဏပေါ့နည်းနည်းလေးတော့ဖြည်းဖြည်းချင်း step by step သွားပြီးတော့အမြဲတမ်းကိုယ့်ကိုအဲ့လိုမျိုးစိတ်ကလေးအေးလေးထားပြီးတော့သွားဖို့ပေါ့နော်အဲ့လိုလေးတော့ပြောပါတယ်အရန်မပေါ်နဲ့တဲ့အရန်မပေါ်နဲ့ပေါ့အဲ့လိုအဲ့ကြောင့်ဒီနေ့တော့မှအပေါ်လွှာလေးစီးလာအဲ့လိုကိုယ်စိတ်လေးနဲ့ဟုတ်တယ်ကိုညာအဲ့လိုနည်းနည်းလုံးလုံးကြုံကြုံသူကကြိုက်တယ်ဒါပေမဲ့လည်းအရင်တော့လည်းဟိုလိုမျိုးတစ်ဖက်ပိတ်တော့လည်းမဟုတ်ပါဘူးကိုညာတို့တစ်ချောင်းနေတို့ဝတ်တယ်ဆိုတာငယ်တော့ဝတ်ရတာလို့ခွားဖြစ်တော့မှတော့ဝတ်လို့ရှိရင်လည်းမသိတော့ဘူးလေတလားကိုကြီးတွေကိုသားတွေကပြောလာလို့ရှိရင်လည်းမခံနိုင်အခုတော့မှကလေးကပြောချင်တယ်နည်းနည်းတိုးလာပြီဆိုတိုးလာပြီဒီအမှန်နဲ့ဒီညာပုံမှန်အတိုးနဲ့တွဲထားတာသားကပေးဖို့တော့အရှိနဲ့ဝတ်လာတာကွာ